လိန်တူချစ်သူဖြစ်ကြောင်းလူသိရှင်ကြားဖွင့်ချမယ်လို့ချင်းချောက်တဲ့သူ့အမျိုးသမီးကိုတော်ကတ်လိုက်တဲ့အမျိုးသားတယောက်ကြောင့်ပြောပြမယ်1983ခုနှစ်တုန်းကအင်္ဂလန်နိုင်ငံချက်ရှာမှာနေထိုင်တဲ့ဒီပီတာရင်းဘတ်လို့ခေါ်တဲ့ဒီအမျိုးသားတယောက်ကသူ့ဇနီးကိုသူ့ဇနီးကသူ့လိန်တူချစ်သူရှိတယ်လို့ဖွင့်ချမယ်လို့အဲ့လိုမျိုးပြောတဲ့ချင်းသူ့အမျိုးသမီးသူကလေပင်ညော်ကစ်ပြီးတော့တော်ကတ်လိုက်တယ်တဲ့တော်ကတ်ပြီးတော့သူကဒီအိမ်ဘေးနာကဒီရေကန်တကမှာပြစ်ထက်ခဲ့တယ်ပေါ့ဒီလိုနဲ့သူကိုယ်တိုင်ပဲရဲစခန်းကိုတွားသူမိမပျောက်နေပါကြောင်းသူမိမပျောက်သွားပါကြောင်းသူကိုယ်တိုင်တွားပြီးတော့တွားတိုင်ခဲ့တယ်တဲ့ဒါပေမဲ့နှစ်ပေါင်းများစွာကြာတဲ့အထိသူ့မိမကိုဘယ်သူမှရှာမတွေ့ခဲ့ဘူးတဲ့ဒီလိုနဲ့2008ခုနှစ်ရောက်တဲ့အချိန်မှာဒီပီတာရဲ့အိမ်ဘေးနာကဒီတစ်ဆွေးအိုင်အောက်မှာဒီအမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့တယ်တဲ့ဒီလိုနဲ့ရဲတွေကလည်းဒီအလောင်းဟာဒီပီတာရဲ့မိန်းမရဲ့အလောင်းဖြစ်နိုင်တယ်ဆိုပြီးတော့ပီတာကိုစစ်ဆေးတော့အစပိုင်းတော့ပီတာကဝန်မခံခဲ့ဘူးတဲ့နောက်တော့သူကသူ့မိန်းမကိုသူတော့ကလိုက်ကြအောင်ဝန်ခံလိုက်တယ်တဲ့ဒါပေမဲ့ဒီအဲ့ဒီအလောင်းကိုဒီကာဗွန်14 dating ဆိုတဲ့ဒီစမ်းတက်ချက်နဲ့စမ်းတက်လိုက်တော့အဲ့ဒီအလောင်းကဟိုးရောမခိကလေးက1900ကြော်ကလေးကဒီအမျိုးသမီးတယောက်ရဲ့အလောင်းဖြစ်နေတာတဲ့ဒီလိုနဲ့ဒီအလောင်းဟာပီတာနဲ့ဘာမှမသက်ဆိုင်ဘူးဆိုပြီးတော့ဒီလိုမျိုးဖြေရှင်းချက်ထုတ်ခဲ့တယ်တဲ့တို့ပင်မဲ့လေပီတာဟာသူ့မိန်းမကိုတော့ကတ်ခဲ့တယ်ဆိုတဲ့ဟာကိုသူကိုယ်တိုင်ဝန်ခံခဲ့တဲ့အတွက်ကြောင့်သူ့ကိုထောင်ချလိုက်တယ်ပေါ့ဒါပေမဲ့ဒီနေ့ဒီချိန်ထိသူ့အမျိုးသမီးရဲ့အလောင်းကိုမတွေ့ရှိခဲ့ကြပါဘူးတဲ့ဒီအကြောင်းအရာလေးကိုအသေးစိတ်ဖတ်ရှုချင်နေဆိုတော့အောက်က link မှာတွားရောက်ဖတ်ရှုနိုင်ပါတယ် bye bye